Hello မင်္ဂလာပါရှင်အစ်စုပါဒါလေးရလေမိုးကုတ်စပင်နဲ့ပန်းရည်လေးနော်ပန်းရည်ဆိုလို့ရှိရင်လေတော်တော်ရှားတဲ့အရည်လေးပါနော်သူကစပင်နဲ့မှာဆိုရင်ဒုတိယတန်းစာလောက်တော့ရောက်တယ်ရှင်စပင်နဲ့ပန်းရည်သူကအထက်မှာအမြုပ်ကလေးပါလို့ပေါ့နော်ဈေးလေးကတင်းလေးနဲ့ရမယ်ကလတ်ချိန်ကတော့သူကတကလတ်တော့မပြည့်ဘူး0.95ဆိုတော့တချို့ကလတ်ချိန်နဲ့ချိန်တော့သူကတကလတ်ပြည့်တယ်0.4တော့ကွာတာပေါ့နော်ဒါလေးကိုကဈေးတန်လေးနဲ့ရောင်းပေးမယ်ဒီဟာလေးကို15သိန်းလေးနဲ့ရောင်းပေးမယ်နော်လက်စွပ်ခတ်မယ်ဆိုလို့ရှင်လဲတော်တော်လေးလှတဲ့အရည်လေးပါဆွဲတီးလို့ဖို့မယ်ဆိုလို့ရှင်လဲစိန်လေးနှစ်ပတ်ဝန်တော်တော်လေးလှတယ်မိန်းကလေးဝယောက်ျားလေးလဲဝတင့်တော်တယ်နော်စပင်နဲ့ပန်းရင်သူလို့အရင်ဝယ်မယ်ဆိုလို့ရှင်တော့မှဝယ်လို့မရတဲ့ဈေးပါနော်15သိန်းဆိုတာအကယ်၍ကြိုက်တယ်ဆိုလို့ရှင်3965939393ကိုဆက်သွယ်ပြီးမှယူနိုင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်